okay အားလုံးပဲမင်္ဂလာပါကျွန်တော်မြန်မာဘာပဲဖြစ်ပါတယ်ကဲအခုကျွန်တော်ပြန်လာပါပြီကျွန်တော်ဗီဒီယိုမတင်တာတော့ကြာသွားရပေါ့နော်အဲ့ဒါတော့ကျွန်တော်ဟိုဖြစ်နေလို့ပါကျွန်တော်နေမကောင်းဖြစ်နေလို့ပေါ့နော်အားလုံးပဲအခုလောပိုင်းကျွန်တော်နေမကောင်းနေတော့ဖြစ်ကြပါတယ်အဲ့တော့ကျမိုက်ကူးဆိုင်ကြပါကျွန်တော်ဒီမှာ SCP-096 ကလုံးဝမတွေ့တော့ဘူးဗျကျွန်တော်ဒီမှာမြေကြီးဘလော့ကြီးလည်းအများကြီးပဲကျွန်တော်သွားကြည့်ပြီးသွားပြီမြေကြီးဘလော့ကြီးလည်းအများကြီးရထားတယ်လုံးဝမတွေ့တော့ဘူး SCP-096 ကဘယ်ရောက်သွားလဲမသိဘူးဗျဘယ်လိုများပျောက်သွားလဲကျွန်တော်လည်းမသိဘူးဒီမဲ့ဒီဘက်ထဲကြီးလည်းမရှိတော့ဘူးဒီကအော်မရှိဘူးဘယ်မှမရှိတော့ဒီဘက်ထဲမှာကြံသေးရယ်တွားကြည့်မယ်မရှိဘူးဒီဘက်ထဲမှာမရှိတော့ဘူးโอเคကျွန်တော်ပြောသားပဲကျွန်တော်ဒီမှာ SCP-096 လုံးဝမတွေ့တော့ဘူးဗျဘယ်လိုရောက်သွားပြီလဲကျွန်တော်လည်းမသိတော့ဘူးအဲ့တော့သူဖောက်ခဲ့တဲ့ဒီမြေလိုင်ကောင်းကိုကျွန်တော်ရဲ့လျှို့ဝှက်ခန်းလုပ်လိုက်တော့မယ်လုံးဝမတွေ့တော့ဘူးကွာကျွန်တော်ပြင်းစရာကောင်းလိုက်တာအဲ့တော့ကျွန်တော်ဒီမှာသူဖြက်စီးရတဲ့မြေတွေကိုကျွန်တော်ပြန်ပြင်အောင်မယ်ဗျာโอเคကျွန်တော်ဒီမှာသူအများကြီးပဲမြေကြီးဖြက်စီးသွားတာဗျာကျွန်တော်ဒီမှာမုံလာဦးနီကစိုက်ပြိုးထားပါလေဆိုနေကွာဒီကောင်ဖြက်စီးပြတာတော်တော်ဆိုးရတယ်ကျွန်တော်ကန်ကောင်းတာလားကန်ဆိုးရတာကျွန်တော်လည်းမသိဘူးဗျာကန်ဆိုးရဆိုရင်တော့ကျွန်တော်တို့096မရှိတော့ကျွန်တော်ထိမ့်သိမ့်လို့မရတော့ဘူးကန်ကောင်းတာကျတော့ထိမ့်သိမ့်လဲအဲ့ကောင်ကတော်တော်ယူကျန်းတယ်စတုံးတွေကဖြတ်ထားတာသူကကျွန်တော်ဒီကြောက်တုံးတွေကအဲ့ကောင်ဖြတ်နိုင်နေဆိုတော့တော်တော်ယူထိမ့်သိမ့်ရခတ်တယ်အဲ့တော့ကောင်းပါလေသူပျောက်သွားတာပဲကောင်းတယ်โอเคအဲ့တော့ကျွန်တော်မြေကြီး block တွေကိုကျွန်တော်ဒီ block တွေထားတဲ့နေရာတွေသွားထည့်မှာပေါ့နော်โอเคကျွန်တော်ဒီ block တွေကဒီတဲ့ armor တွေပေါ့နော်ဒီ block ဒီမှာဒီထဲကို block တွေသွားထည့်မယ်ရောဒီမှာမြေကြီး block အများကြီးပဲကွာငါစိုက်ပျိုးကြီးလောက်အောင်မယ်ပြန်ပြီးတော့ကျွန်တော်ဒီမှာမလိုတဲ့ဟာလေးထည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ inventory ရှင်းနေပေါ့နော် inventory ရှင်းပြီးတော့ဒီမှာကျွန်တော်တို့စိုက်ပျိုးကြီးထပ်လုပ်တော့မယ်ဒီစဘာပုံကြီးကိုလည်းကျွန်တော်တို့အပုံလိုက်ကြီးထားရမယ်ဗျဟေးဘေးကြီးကျွန်တော်ယူထားလေပြီးခဲ့တဲ့အပိုင်းတော့โอเคကျွန်တော်ဒီမှာဒီနားမှာပုံလိုက်မယ်စပားတွေကိုဒီနားလေးမှာပုံလိုက်မယ်โอเคရောရှောက်ထားလိုက်မယ်ကွာရောကဲโอเคကျွန်တော်ဒီမှာရှောက်ထားပြီးတော့ရတော့မယ်ပေါ့နော်ဒီမှာကုံတော့မယ်စပားတွေကတော့ဟိုနေရာဒီနေရာရေကုံရှောက်ထားလိုက်ပါပြီရပြီအဲ့တော့ကျွန်တော်တို့ဒီမှာနောက်ထပ်ရေသွားခတ်ရအောင်မယ်ဗျဒါကဘာတော့တခုလည်းပြန်ရတယ်โอเคရေသွားခတ်ရအောင်မယ်ကျွန်တော်တို့စပားနဲ့အာလူးနဲ့ဆိုက်ရအောင်ပါအဲ့မှာဘီရိုတွေရရတယ်တော်တော်ကြီးထစ်နေရတယ်ကျွန်တော်တို့โอเคဒီမှာဘီရိုတွေနော်ဆိုက်တော့မယ်ထားလိုက်တော့ဘီရိုလားကျွန်တော်လည်းမသိဘူးဗျာဒီမှာအတန်တို့တွေမှားကုန်ပြီ sorry ကျွန်တော်တို့ဒါကစုံပေါ့ကစုံဥပေါ့နော်အဲ့လိုပဲခေါ်လိုက်တော့မယ်ဒီနားလေးမှာကျွန်တော်တို့1 2 3 okay ဒီနားမှာကျွန်တော်ရေသွားထားမှာရေမရှိသေးဘူးငါရေသွားခတ်ရအောင်မယ်ဟိုရှင်နာမြစ်လေးမှာဘာတွေရှိလောက်လဲမသိဘူးငါးတွေပါရှိရင်တော့ကျွန်တော်တို့ငါးများလို့ရတယ်အဲ့တော့ကျွန်တော်အဲ့မြစ်နာကိုနည်းစုံစမ်းရမယ်โอเคကျွန်တော်ဒီမြစ်နာကိုသွားကြည့်ရအောင်မရကျွန်တော် SCP-096 က3199တော့ပဲထားရတော့မယ် what ဘာလို့ရေလာခတ်တာလေကွာငါoh no မဖြူနေတော့ကျွန်တော်အနာကတ်သွားကြည့်ဒီကောင်မမြင်အောင်ပြဒီကောင်မျက်လုံးကန်းနေရတို့ခါပိုင်းရပြက်နေရပဲအိုးကြောက်စရာကြီးခါတပိုင်းပြက်နေတယ်ကောင်တဲလူသားကြီးဗျ oh my god အိုးရမ်းကြောက်ဖို့ကောင်းတယ်ဗျအိုးမြင်လားမသိဘူးမြင်လားဘူးနဲ့တူရယ်โอเคမမြင်ဘူးဒီကောင်မျက်လုံးမကောင်းဘူးပေါ့နော်မျက်လုံးကန်းနေရโอเคကျွန်တော်ဒီမှာမျက်လုံးကန်းနေရ SCP တွေ့ပြီဗျာဘာကောင်ကြီးလဲတော့မသိဘူးကောင်တဲကောင်ကြီးနဲ့တွေ့ဗျာသူကတဲတွေပုံစံမျိုးကြီးဗျာသူရဲ့ခန္ဓာကိုယ်ကရောတော်ကြောက်ဖို့ကောင်းနေပါပုံစံကြီးကတော်ကျွန်တော်ဒီမြေကြီးဘလော့ယူပြီးတော့ပဲကျွန်တော်သူ့အတွက်သူ့ဖမ်းဖို့ကတော့ချန်ဆောက်ရတော့မယ်โอเคကျွန်တော်တို့သူ့ကိုနည်းနည်းမြေပြင်ကြီးလေးထဲမှာထားမယ်ပေါ့နော်တော့အကြီးပဲဆိုတော့နည်းနည်းကြဲလေးဆောက်အောင်ပါဆိုမြေပြင်ကြီးရဲ့နေရာလိုက်ရှာရအောင်မယ်ခုတော့ဆိုတော့ကျွန်တော်တို့ဒီမှာဒါလေးမလိုတဲ့ဟာလေးထားလိုက်မယ်ဗျာဒါနဲ့နေခုတော့ကျွန်တော်မလိုသေးဘူးအဲ့တော့ဒီမှာထားလိုက်မယ်โอเคကျွန်တော်ဗီဒီယိုမတင်ပြတာကျွန်တော်နေမကောင်းတော့အတန်သိရမလားဒီလိုမျိုးအတန်မဟုတ်ဘူးဗျကျွန်တော်အတန်ဟိုလိုဖြစ်နေတာပေါ့လေချောင်းတာလို့ပါအောင်နဲ့အတန်ဘယ်လိုဖြစ်နေလဲမသိဘူးကျွန်တော်လည်းပြောတတ်ဘူးအဲ့လိုအတန်ဖြစ်နေတော့ကျွန်တော်လည်းစင်မပြေလို့ဗီဒီယိုမတင်တာပေါ့နော်โอเคကျွန်တော်ဒီနားလေးမှာစောက်လိုက်မယ်ဒီမှာဒီနားကနည်းနည်းလေးညီလို့ခံစားရတယ်ဒီမီလေးကိုဒါမှမဟုတ်လေးထပ်ပြီးတော့ဖို့ပေးလိုက်မယ်ဗျာမီညီတော့အောင်လို့โอเคကျွန်တော်ကြော်လိုက်တော့မယ်ဗျာ
ကဲ okay ဒီမှာအောက်ခံကတော့ပြီးသွားပြီအဲ့တော့ကျွန်တော်သွားအိတ်တော့မယ်ညပိုင်းလည်းရောက်နေဆိုအားရောတော်တော်ရုပ်ထစ်တွေဟာokay ကျွန်တော်အိတ်ပြီကျွန်တော်ဒီကောင်ကြီးတော်တော်ဖမ်းရခတ်မဲ့ပုံပဲဗျဒါပေမဲ့လွင်လည်းမပြောတတ်ဘူးဖမ်းရခတ်မလားလွင်မလားကျွန်တော်လည်းမသိဘူးဗျအဲ့ကျွန်တော်ဖမ်းကြည့်ရအောင် okay ဘာကြီးတော့အော်ဟိုကောင်ဒီဘက်မှာဟိုမှာမြင်းလေးရှိပါတယ်ပြီးရင်ဆက်တယ်လေးပါလေးနဲ့မြင်းလေးသွားထိန်းရအောင်လေကျွန်တော်တို့လေမြင်းလေးပါလေးစီးရင်အဆင်ပြေရလေโอเคအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့စောက်လိုက်ကြရအောင်ဟုတ်အဲ့ထဲမှာမြေကြီးဘလို့မလုံလောက်သေးဘူးဗျနောက်ဆုံးနှစ်ခုပဲလိုတော့ရင်နောက်ဆုံး2 step ပေါ့နော်ကဲ okay ကျွန်တော်ဒီနာပိုနေဟာလေးခဏဖြတ်မယ်ဖြတ်ပြီးတော့ကျွန်တော်လှေကားလေးလုပ်လိုက်မယ်ဗျလှေကားလေးထဲမှာသူ့လှေကားနဲ့တက်ပြီးတော့ဖမ်းမလို့ပေါ့နော်အကြီးဆိုတော့ကျွန်တော်ဒီကားနဲ့လည်းဖမ်းလို့အဆင်မပြေဘူးအသေးခံပြီးတော့ပဲဖမ်းရမှာပဲအရင်ဗီဒီယိုတွေတော့လည်းမျိုး okay ရော့ပြီးဒါဆိုရင်သူ့ကိုသွားပြီးတော့မြားခေါ်ရတော့မယ့်အချိန်ကိုရောက်ပြီပေါ့နော်ဟဲ့အောင်ရေးအိုးတွေးလိုက်လားမျက်လုံးကအပေါက်ကြီးနေတော့ပြမယ်မျက်နှာအပေါက်ကြီးဗျဒီကောင်မျက်နှာအိုးတော်ကြောက်ဖို့ကောင်းတယ်အိုး okay သူမျက်နှာတော်ကြီးကြောက်ဖို့ကောင်းတယ်ပေါ့နော်အပေါက်ကြီးနဲ့ဟဲ့အောင်ရေးငါ့ကိုမြင်ရလားအေးတွေးလားဟို093တဲ့အိုးရောင်ကြီးဘလူကြီးတော့တော်တော်ကြောက်ဖို့ကောင်းတယ်ဘလူကြီးတော့သူအနားမရောက်တာတော့သေသွားနော်အနားမကပ်ဖဲနဲ့တော့တတ်နိုင်တယ်ဟိုနားမှာ SCP-939ပြီးမှပဲတတ်တော့မယ်အနားမကပ်တာနဲ့တော့သူကတတ်နိုင်တယ်နော်ကျွန်တော်ဟိုတတ်လိုက်တော့မယ်အဲ့ကောင်ကိုတတ်မယ်ခုတော့နေရောပစိန်လေးပါလေးယူအောင်မကျွန်တော်တို့ပစ္စည်းပါမရှိဘူးပြကျွန်တော်ထဲမှာအဲ့တော့ okay ဟာညရောက်ပြီအိပ်ပြီokay ကျွန်တော်ဒီမှာမနက်တော့ရောက်ပြီမနက်ရောက်တော့ကျွန်တော်မင်းညတော့ကျွန်တော် identity craft ထားတယ်အဲ့တော့ဒီနေ့ဒီ939ကိုတတ်မယ်တေးတန်းကွာမင်းတေးတန်းကွာကျွန်တော်အကြာကြီးတတ်လိုက်ရပါတယ်ခုတော့တေးသွားပါပြီ okay ဒီ chance လေးကကျွန်တော်တို့ပြီ chance ဟိုပေါ်မှာပြန်ပိတ်ရတော့မယ်ကျွန်တော်939ဟိုကလုံးမလို့ပြကျွန်တော်ဖမ်းထဲမလို့သိမလားဒီတဲကိုပဲနောက်တစ်ကောင်ထပ်ထည့်ရင်ကောင်းမလားလို့ဒါပေမဲ့939ဟိုကဖြစ်နေတယ်ရွာသားတွေကိုပဲစိတ်ကြောက်တော့မလာဘူးပေါ့နော်ဟာဟိုမှာမြင်းလေးကွာမြင်းလေးအမြဟာတနာစရာကောင်းလိုက်တာခေးရမလာခဲ့တဲ့ဟဲ့ကောင်ရေးအိုးပြေနိုးလိုက်လမ်းမသိဘူးဟာမလိုက်ဘူးဟာမလိုက်ဘူးဒီကောင်ဘာကောင်တော့ဟဲ့အောင်ရေးလိုက်ဘူးလားလာတမ်းပါနင်းလေးပြေးမှရမယ်အဲ့ဆိုဒီခါနင်းလေးပြေးမယ်โอเคနင်းလေးပြေးမယ်ဟာဟဲ့အောင်ရေးသဘောပေါက်ပြီကျော်ရင်မနှေးမမြန်ပြေးရမယ်ပေါ့နော်မြန်လို့လည်းမရဘူးနှေးလို့လည်းမရဘူးဟာစိတ်ဒီလဲဆင်းရဲလာပါပြီကွာပြေးဟာမလိုက်ဘူးတဲ့ကွာနိုးငါစိတ်တော်ရှည်နေရတယ်နော်ဟဲ့လိုက်ခင်လာမင်းဘာကောင်တော့မင်းဟမ်ဟဲ့မင်းဘာကောင်တော့မင်းဘာဖြစ်ချင်တာထိုးမလားလာတန်းမင်းတို့တစ်ဖွဲ့လုံးပြေးလားမင်းတို့ကောင်တွေအကုန်ခေါ်ခဲ့လား SCP တွေအကုန်ခေါ်ထိုးမယ်လားငါထိုးရအောင်လားမင်းဒီဘက်လာခဲ့လားမင်းကြောက်တာလားမင်းရှေ့တိုးမလားမင်းကြောက်တာလားโอเคရောက်ရေးညတော့ရောက်နေပြီမြန်လာတန်းမှာကွာစိုက်ပြိုးမြေတဲ့အောင်မပြေးနဲ့လို့ငါမင်းကိုဘယ်နှခါပြောရမလို့ဟာတော်အိမ်မယ်တော်ပြီကဲကျွန်တော်အိပ်ပါပြီခင်ဗျာနောက်နေ့မနက်မှပဲဖမ်းတော့မယ်
Okay ရောက်ပြီအိုးအင်ရှိတဲမှာပဲလာကေစမ်းမှာကွာမင်းကိုငါဖမ်းမလို့မင်းကိုအစာကောင်းကောင်းကျွေးမယ်လေဖျောင်ရေးဒီဘက်လာဦး yes တော်ကြီးကိုကျွန်တော်ကြိုးပမ်းလိုက်ရပါတယ်ဒီကောင်ကြီးကိုဖမ်းရဖို့အတွက်တော်ကြီးကိုကြိုးပမ်းလိုက်ရပါတယ်တော်ကြီးကိုကြာသွားပါတယ်ဖမ်းရဖို့အတွက်နောက်ဆုံးတော့ရခဲ့ပြီဗျာကျွန်တော်ဒီမှာလေကားတောင်ဒီဘက်မှာတစ်ခုလုံးလိုက်ရသေးတယ်ဒါလေးဖြတ်မယ် okay ဒီကောင်မျက်လုံးမကောင်းဘူးဗျတော်ကြီးကိုဖမ်းရခတ်တယ်ပြေးကောင်တတ်နိုင်တယ်ဒီကောင်တော်တော်တတ်နိုင်တယ်နီးလေးကနေအောင်တတ်တတ်တယ်အဲ့ကောင်ကြီးကညခုတော့ဒါလေးတူးလိုက်အောင်မယ်အိုးတွေးလာဒီကောင်ဒါမှမဟုတ်ကြောင့်မျက်လုံးကကောင်းတယ်တွေးလာဟာဟဲ့အောင်ရေးငါနဲ့တရားလေးဆောက်လိုက်ရင်ကောင်းမလားမသိဘူး096ကိုဖမ်းမလို့လောက်ထားတဲ့တစ်သားတွေကတရားလေးဆောက်လိုက်မယ်ဗျာအဲ့တစ်သားချန်လေးတော့မှတရားလေးဆောက်လိုက်မယ်ကျွန်တော်ဆောက်လိုက်ပြီမဲဒါမို့လေးโอเคဒါမို့လေးဆောက်လိုက်မယ်ယေးဒီမှာရပြီဒါဆိုဒီပေါ်တက်မယ်ဟာတည်ရပဲဟာโอเคဒါမို့လေးလောက်လိုက်ရင်ရောဟာတည်ရပဲဟာပြောတတ်တော့ဝေးဘယ်လိုလုပ်ရင်ကောင်းမလို့မပြောတတ်တော့ဘူးလို့ကဲအားလုံးပဲကြည့်ပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ SCP အစ်စ်လေးကိုဖမ်းမိပါပြီဘိုင်း